မင်္ဂလာပါခုကျွန်တော်တို့ဆက်လက်လာမယ့်သင်ခန်းစာလေးကတော့နေရိုအသုံးပြုခြင်းပဲဖြစ်ပါတယ်နေရိုဘယ်လိုအသုံးပြုရမလဲဆိုတော့ကျွန်တော်တို့နေရိုမှာအများကြီးရှိပါတယ်နေရို6နေရို7နေရို8နေရို9နေရို10 11 12ရှိပါတယ်အခုကျွန်တော်လက်ရှိအသုံးပြုနေတာကတော့နေရို6ပဲဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်တို့နေရိုမှာပထမနေရို binding rule ဒုတိယနေရို expert ဒီနေရို backup ကတော့ကျွန်တော်တင်ပြစီပါဘူးနေရို cover designer နေရို web editor လောလောဆယ်ကျွန်တော်၄မျိုးပြပေးပါမယ်နောက်တစ်အနေနဲ့နေရို binding rule ဆိုတာတွေကိုတစ်ချက်သွားကြအောင်အဲ့ဒီမှာနေရို binding rule မှာကျွန်တော်တို့ကပထမခွေကူးမယ်ဆိုရင်တော့ကျွန်တော်တို့ CDR နေတဲ့ကိုတချင်းခွေဖြစ်စေဗီဒီယိုခွေဖြစ်စေထည့်ပြီးတော့ကျွန်တော်တို့ကကိုကူးမဲ့ခွေရာ CD လား DVD လားရွေးရမှာဖြစ်ပါတယ်ဥပမာ DVD ဆိုရင်တော့ DVD ပေါ့နော်အခုချိန်ကတော့ CD တိတ်မသုံးတော့ပါဘူး DVD ရွေးရပါမယ်ရွေးပြီးရင်ကျွန်တော်တို့က DVD copy ဆိုတာလေးကိုရွေးရပါမယ်ပြီးလို့ရှိရင်တော့ကျွန်တော်တို့က copy ကိုနှိပ်လို့ရပါပြီခွေ2ခွေ3ခွေကူးမဲ့ဆိုတော့ဒီမှာ number of copy number ဆိုတဲ့ number of copy ကူးမဲ့ခွေအရေအတွက်ကိုဒီမှာကိုယ့်ကိုရယူလို့ရပါတယ်5ခွေဆို5ခွေ3ခွေဆို3ခွေပေါ့နော်ဒါဆိုလို့ရှိရင်ပထမ Nero Binding Rule သုံးပြုပြီးတော့ခွေကူးတဲ့နေလေးကိုသိရပါပြီကျွန်တော်တို့ခွေကူးတဲ့အခါကြာလို့ရှိရင်သူကခွေကကူးပြီးလို့ရှိရင်ခွေက automatic ပြန်ထွက်လာမှာဖြစ်ပါတယ်ပြန်ထွက်လာလို့ရှိရင်တော့မိမိတို့ကခွေအလုပ်ကိုတက်ပေးပြီးတော့ခွေကိုပြန်သွင်းလိုက်ရမှာဖြစ်ပါတယ်ကျွန်တော်တို့ဒုတိယနည်းလေးကတော့ Nero Binding Rule ကိုပဲအသုံးပြုပြီးတော့ကျွန်တော်တို့နှစ်သက်ရာ selection ခွေလုပ်နည်းလေးပဲဖြစ်ပါတယ်အခုနကလိုမျိုးပဲ CD ဆို CD DVD ဆို DVD ရွေးပြီးတော့ကျွန်တော်တို့က NAW new ကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ပါအဲ့လိုမျိုးနှိပ်လိုက်ပြီဆိုရင်တော့ကျွန်တော်တို့ကမိမိကူးလို့သောတခြင်းဥပမာအာဇာနည်တခြင်းရဲလေးတခြင်းမျိုးကြီးတခြင်းအဲ့ဒါတွေကိုမိမိတို့ကတစုတည်းစိုင်းနေတဲ့တခြင်းတွေကိုရွေးပြီးတော့တင်ထားရမှာဖြစ်ပါတယ်တင်ထားပြီးတော့ကျွန်တော်တို့ကဥပမာတခြင်းတွေကိုတင်ထားရဆိုကြပါတော့ new folder 3ဆိုကြပါစို့ချင်းတွေတော့ select ပေးလိုက်မယ် select ပေးပြီးတော့ဒီဘက်ခြမ်းကိုဆွဲထည့်လိုက်ရမှာဖြစ်ပါတယ်မောက်လေးကိုဖိပြီးတော့ဒီဘက်ခြမ်းကိုဆွဲထည့်လိုက်မယ်ဆွဲထည့်လိုက်ပြီးတော့ကျွန်တော်တို့ကခွေကူးတဲ့အခါကြာလို့ရှိရင်ခွေရဲ့မေဂါဘိုက်ကြည့်တတ်ဖို့လိုပါတယ်ကျွန်တော်တို့ CD မှာဆိုရင်တော့ကျွန်တော်တို့က900မေဂါဘိုက်ပဲရှိပါတယ်တကယ်မပြည့်ပါဘူးမေဂါဘိုက်မှာကျွန်တော်တို့1 GB ဆိုလို့ရှိရင်1 GB ဆိုလို့ရှိရင်ကျွန်တော်တို့1000 MB ရှိပါတယ်မေဂါဘိုက်ပေါ့နော်1000မေဂါဘိုက်မှာ1 GB ပေါ့နော်ဆိုလို့ရှိရင်ကျွန်တော်တို့ DVD တစ်ခွေဆိုလို့ရှိရင်ကျွန်တော်တို့4 GB ရှိပါတယ်4 GB ဆိုလို့ရှိရင်ကျွန်တော်တို့4000မေဂါဘိုက်ပေါ့နော်4000မေဂါဘိုက်အခုဆိုလို့ရှိရင်ကျွန်တော်တို့ထည့်ထားတဲ့မေဂါဘိုက်က900လောက်မပြည့်သေးပါဘူးအများကြီးထည့်လို့ရသေးပါတယ်ဆိုတော့ကျွန်တော်တို့ကအဲ့ဒါလေးပြီးလို့ရှိရင်ကျွန်တော်တို့က recorder နေပြီးတော့ကျွန်တော်တို့ band combination နှိပ်ရပါမယ်အဲ့လိုမျိုးနှိပ်တဲ့အခါကြာလို့ရှိရင်သူကမေးမယ် number of copy ခွေဘယ်နဲ့ခွေကူးပါလဲဆိုလို့ရှိရင်ကျွန်တော်တို့ကူးတဲ့ခွေရည်အတွက်ကိုခုနအတိုင်းပဲခွေရည်အတွက်ထည့်ပြီးတော့ BUIN ဘန်းကိုနှိပ်ရမှာဖြစ်ပါတယ်အဲ့ဒီနည်းလေးကကျတော့ကျွန်တော်တို့တချင်းကိုလည်းသုံးလို့ရပါတယ်ဒါမှမဟုတ်ဗီဒီယိုတပ်ပုံ software
အကုန်လုံးလုပ်လို့ရပါတယ်ဒါဆိုလို့ရှိရင် neural binary ရဲ့ဒုတိယလုပ်ငန်းစဉ်လေးပြီးသွားပါပြီဟုတ်ကဲ့ကျွန်တော်တို့နောက်တစ်ဆက်အနေနဲ့ Neural Express ဆိုတာလေးကိုသွားရမှာဖြစ်ပါတယ် Neural Express လေးကတော့ခွေကူးတဲ့နေရာမှာသုံးချမှာဖြစ်ပါတယ်ခွေကူးတဲ့ခါကျလို့ရှိရင်ကျွန်တော်တို့က copy and trace this ကိုနှိပ်ပေးရမှာဖြစ်ပါတယ်โอเคနှိပ်လိုက်တာနဲ့ကျွန်တော်တို့ကခုနလိုမျိုးပဲ number of copy မှာအခွေအရေးအတွက်ဘယ်လောက်လဲအဲ့ဒါကိုရရမှာဖြစ်ပါတယ်ရပြီလို့ရှိရင်ကျွန်တော်တို့က copy ကိုနှိပ်ရမှာဖြစ်ပါတယ်တခါတလေကြာလို့ရှိရင်ဒီနေရာမှာ image recorder file လေးဖြစ်နေတတ်ပါတယ် image recorder file လေးဖြစ်နေလို့ရှိရင်ကျွန်တော်တို့ကကူးလိုက်တာနဲ့ save လုပ်မလားဆိုပြီးတော့သူမေးလိုက်ရှိပါတယ်ဒီအဲ့ခါကြာလို့ရှိရင်ကျွန်တော်တို့က dvd ram အဲ့ဒါလေးကိုပြောင်းပေးရမှာဖြစ်ပါတယ်ပြောင်းပေးပြီးလို့ရှိရင်ကျွန်တော်တို့ကူးလို့ရပါပြီဒါဆိုလို့ရှိရင် Neural Express ရဲ့လုပ်ငန်းစဉ်လေးပြီးသွားပါပြီနောက်တစ်ဆင့်အနေနဲ့ကျွန်တော်တို့က Neural Cover Designer ဆိုတာလေးကိုသွားပါမယ် Neural Cover Designer ဆိုတာကတော့ကျွန်တော်တို့ Neural နဲ့ကျွန်တော်တို့အခွေ cover design တွေလုပ်တာဖြစ်ပါတယ်ဒါက DVD kit ဆိုတော့ဒါ DVD ခွေအခွန်အရှိလေးပေါ့နော်ဒါကကျွန်တော်တို့ရိုးရိုးခွေလုပ်မှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က okay နှိပ်လိုက်ပါမယ် sorry new standard okay ကျွန်တော်တို့အဲ့ဒါရွေးမယ်ရွေးပြီးလို့ရှိရင်ဒီမှာခွေ cover ရဲ့ area ကိုသူပေးထားပါတယ်ဒီ area ကိုမိမိတစ်ခါတည်းယူချင်တယ်ဆိုရင်တော့၄တောက်ကွဲလေးဆွဲလိုက်ပါသူ့ရဲ့ area အတိုင်းပေါ့နော်ဆွဲပြီးတော့ကျွန်တော်တို့ဒီနေရာမှာလည်းထပ်ဆွဲလို့ရပါသေးတယ်โอเคအဲ့လိုမျိုးဆွဲပြီးလို့ရှိရင်တော့ကျွန်တော်တို့ဒီနေရာလေးမှာခွေကပါဒီဇိုင်းပုံလေးထည့်မှာဖြစ်ပါတယ်ပုံလေးကြတော့ကျွန်တော်တို့ဒီမှာယူမှာဖြစ်ပါတယ် image tool ဆိုတဲ့နေရာလေးမှာတစ်ချက်နှိပ်လိုက်ပါကျွန်တော်တို့နှိပ်လိုက်တာနဲ့သူကမိမိကွန်ပျူတာထဲကိုရောက်ရမယ်ရောက်သွားတဲ့ချိန်ကြလို့ရှိရင်မိမိကွန်ပျူတာထဲမှာပုံရှိတဲ့နေရာလေးကိုလိုက်ကြည့်ရမှာဖြစ်ပါတယ်မိမိထည့်လို့တော့ပုံပေါ့နော်ဒီအခါကြလို့ရှိရင်ကျွန်တော်တို့ကဒီပုံလေးကိုထည့်မှာဖြစ်ပါတယ်တွေ့လားသူ့ရဲ့ area လေးကိုသူပြပေးတာလေဆိုလို့ရှိရင်တစ်ချက်နှိပ်မယ်နှိပ်ပြီးတော့မိမိလိုအပ်သလိုမျိုးချိန်မှာပေါ့နော်ဒီမျိုးချိန်လည်းရပါတယ်သူရဲ့ size ရှိတဲ့လောက်ပဲသူဝင်ပါလိမ့်မယ်အဲ့လိုမျိုးချိန်ပြီးပြီဆိုတော့ဒီနေရာလေးကတော့သူဘာလို့ပေးထားလဲဆိုတော့ကျွန်တော်တို့စာရွက်ခောက်ချိုးဖို့အတွက်ပေးထားတာဖြစ်ပါတယ်ဒါကတော့ CD တစ်ခွေစာပါနော်ဆိုလို့ရှိရင်နောက်တစ်ချက်အနေနဲ့ကျွန်တော်တို့ကစာရိုက်လို့ရပါသေးတယ်ဒီနေရာမှာစာရိုက်လို့ရပါတယ်ဥပမာဒါကျွန်တော်ရင်ငယ်သားလေးလိုရိုက်လိုက်တာပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ကမိမိလိုအပ်တဲ့နေရာကိုလည်းရွှေ့ယူလို့ရပါတယ်ဒါမှမဟုတ်ကျွန်တော်တို့လှည့်ယူလို့လည်းရပါသေးတယ်ကာလာကြတော့ကျွန်တော်တို့ဒီမှာရွေးရမယ်စာရိုက်တဲ့အခါကြာလို့ရှိရင်ကျွန်တော်တို့က2မျိုးရှိပါတယ်ဒါကတော့အလယ်အားလိုက်စာရိုက်နေပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ပြန်ဖြည့်လိုက်မယ်ဒီလေးလေးကိုနှိပ်ပြီးတော့နောက် down လိုက်စာရိုက်နေနဲ့
download ဆိုရင်မယ်ဆိုတော့ကျွန်တော်တို့ enter လေးခောက်ပြီးတော့သွား sorry ဟုတ်ကဲ့သူ့စီမှာ download စာရိုက်ဖို့သူမပေးထားပါဘူးအမှန်မှာကျွန်တော်တို့ download စာလုံးလေးလည်းရိုက်လို့ရပါတယ် download စာလုံးလေးဆိုတော့ကျွန်တော်တို့တစ်လုံးချင်းလိုက်ရမှာဖြစ်ပါတယ်ဥပမာ y တစ်လုံးရိုက်ပြီးရင် a ပြန်ယူနောက်တစ်ချက်ပြန်ချ b တစ်လုံးရိုက် a အဲ့လိုမျိုးလေးချရမှာဖြစ်ပါတယ်ခုနစာရေးတာတော့အလျားလိုက်ရတော့လွယ်ကူပါတယ်နောက်ဆုံးမရရင်တော့ဒီလိုပြောင်းရိုက်လို့လည်းရပါတယ်လျှားလိုက်လေးကိုရိုက်ပြီးတော့ကျွန်တော်တို့ကဆွဲလှည့်လို့ရပါတယ်ဟုတ်ကဲ့ကာလာပြောင်းမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာပြောင်းလို့ရပါတယ်ဒါဆိုလို့ရှိရင်ဒီလို cover designer လေးကိုသဘောပေါက်နားလည်မယ်လို့ယူဆပါတယ်ဥပမာကျွန်တော်တို့ print ထုတ်မယ်ဆိုရင်တော့ file ဥပမာ save အရင်လောက်ထားလိုက်ရပါတယ် file save နဲ့ save လောက်ထားလိုက်ရပါတယ်ဒါပေမဲ့ print preview လေးကိုကျွန်တော်ပြန်ကြည့်အောင်ဒါဒီနေရာလေးမှာကျွန်တော်အခွေပုံစံလေးမှာလည်းကျွန်တော်တို့ပုံထည့်လို့ရပါတယ်သူဒီနေရာလေးအမြောက်လေးပြတာတော့DVD ခွေရဲ့အဝိုင်းလေးပဲเนาะအဝိုင်းလေးဆိုတော့ကျွန်တော်တို့ကဒီအဝိုင်းလေးရဲ့အပြင်ဘက်မှာပဲပုံလေးကိုထည့်မယ်ပြီးလို့ရှိရင် print ထုတ်လို့ရပါပြီအားလုံးသဘောပေါက်နားလည်မယ်လို့ထင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်